မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်2နာရီခွဲမှာမန်ယူနဲ့ဝက်ဆန်တို့ကစားကြမှာပါဒီဘက်မှာ United မှာမာတီရဲ့ကုညာပြန်ပါလာမှာကြောင့်တိုက်စစ်ပိုင်းပိုကောင်းလာဖို့ရှိပါတယ်ဝက်ဆန်မှာပါတီတာပွဲပဲခံတဲ့ကြောင့်ဒီပွဲကိုလဲကြော်မှာပါမန်ယူဟာမနစ်ကဝက်ဆန်ကိုအင်ကွင်းမှာတွေ့တော့က level 80 9ပေါင်3ပေါင်50ပြီးခဲ့ပြီး2စီးနဲ့ရှုံးနေခဲ့ပါတယ်ဒီနေ့ပွဲမှာမန်ယူကနေဘော်ဒီ1နှုတ်30 9ပေါင်3နှုတ်20ပြီးရတာကြောင့်မနစ်ကတဲ့ကြေးကြောပေးမှုမှာပြင်းထန်နေပြီးအေဝါတနဲ့ပွဲတော့ကအိမ်ကွင်းမှာရှုံးခဲ့တာကြောင့်ဒီနေ့အိမ်ကွင်းပွဲမှာအနိုင်ရဖို့ကြိုးစားလာနိုင်ပါတယ်မန်ယူတိုက်စစ်မှာလည်းကိုညာပြန်ပါလာဖို့ရှိတာကြောင့်ကိုရဖို့စိတ်မပူရပဲကိုပေါင်းစီအနေထားအရာ3လုံး20ဖြစ်တာကြောင့်ဝက်ဆန်လည်းကိုပြတ်ရနိုင်နေပါတယ်ဒီနေ့ပွဲမှာ2-1လောက်ကနေစားကြည့်ရမှာဖြစ်လို့မန်ယူကိုပေါ်ပဲကြိုက်ပါတယ်